စာလံခန်းကြီး45နှစ်အခန်းငယ်ဓမ္မ19ငါစိတ်နှလုံးသည်မင်္ဂလာစကားနှင့်ပွက်ထလျက်ရှိ၍ငါစီရင်သောအရာကိုရှင်ဘုရင်ရှိတော်၌ညွှတ်ဆိုပေအံ့ငါရှာသည်လည်းလိမ္မာကျွမ်းကျင်သောစာရေး၏ညီဖြစ်ရ၏ကိုတော်သည်လူမျိုးထက်အစင်းလှပါ၏နှုတ်တော်သည်ကျေးဇူးစကားနှင့်ပြည့်စုံပါ၏ထိုကြောင့်ဖျားသခင်သည်ကိုတော်ကိုအစဉ်မြဲကောင်းကြီးပေးတော်မူ၏တကိုးကြီးသောအရှင်ဘုန်းတရေတော်ဖြစ်သောကိုတော်ဤထားကိုပေါင်တော်၌စီးတော်မူပါတစ္ဆာတရားနူးညံ့ခြင်းတရားဖြောင့်မတ်ခြင်းတရားကြောင့်အတရေတော်ထင်ရှားလျက်အောင်မြင်စည်းသွားတော်မူပါလက်ကြလက်တော်လဲကြောက်မက်ပွေသောအရာကိုကိုတော်အားပြပါလိမ့်မည်ရှင်ဘုရင်ဤရန်သူတို့နှလုံးထဲမှမြားတော်တို့သည်ထက်သည်ဖြစ်၍လူတို့သည်ခြေတော်အောက်၌လဲကြပါ၏အိုဖျားသခင်ကိုတော်ဤပလင်သည်နေဆာထာဝရပလင်ဖြစ်ပါ၏ကိုတော်ဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏ကိုတော်သည်ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍မတရားသောအမှုကိုမုန်းတော်မူ၏ထိုကြောင့်ဖျားသခင်ကိုတော်ဤဖျားသခင်သည်ကိုတော်ဤအပေါင်းအဘော်တို့ထက်ကိုတော်ကိုချီးမြှောက်၍ဝမ်းမြောက်ခြင်းစီနှင့်ပြီးသိပ်ပေးတော်မူပြီးစင်ဆွဲပုံဗိမာန်ထဲကထုတ်သောအဝတ်တန်စာတော်ရှိသမျှတို့သည်မူရန်အကျော်တစ်ကြံပိုးမွှေးနှင့်ပြည့်စုံ၍နှစ်သက်တော်မူဝယ်ဖြစ်ကြပါ၏အပြည်ပြည်သောမင်းသမီးတို့သည်မောင်းမမိတံအဝင်ဖြစ်၍လက်ကြတော်ဘက်မှအော်ဖိယရွှေတန်စာဆင်သောမြောက်သားတော်နေရာဖြစ်ပါ၏ငါသမီးနားထောင်လော့ဆင်ကျင်၍နာယူလော့ကိုမျိုးသားချင်းနှင့်ကိုကား၏အိမ်ကိုမေ့လျော့လော့တို့ပြုလျင်တင်လာသောအစင်းကိုရှင်ဘုရင်သည်နှစ်လိုဆုံမတ်တော်မူမည်သူသည်တင်၏အရှင်ဖြစ်သောကြောင့်သူ့ကိုကိုးကွယ်လော့သူတို့မင်းသမီးမှစ၍လူစုတွင်ဥစ္စာရတတ်သောသူတို့သည်လည်းလက်ဆောင်ပနာပါလျက်တင့်ကိုဖြောင်းဖျားရကြလိမ့်မည်ရှင်ဘုရင်၏သမီးတော်သည်အတွင်း၌ဂုံအတရေတသက်ရှိ၏ရွှေဖြင့်ချဲလဲသောအဝတ်တန်စာကိုဆင်၏ဇာနှင့်ကာလျက်ရှင်ဘုရင်ထံသို့ဆောင်ခဲ့ရ၏နောက်လိုက်သောအပေါင်းအဘော်အပြိုတော်များကိုလည်းကိုတော်ထံသို့တွင်းရလိမ့်မည်ဝမ်းမြောက်ရှင်လန်းသောအချင်းအရာနှင့်ဆောင်ခဲ့၍ရှင်ဘုရင်၏နန်းတော်သို့ဝင်ရကြလိမ့်မည်ကိုတော်၏အဖများကိုစားသားများကိုရ၍မြေကြီးတစ်ပြင်လုံးတွင်မင်းအရာ၌ခံထားတော်မူလိမ့်မည်အကျုံးတို့သည်ကိုတော်၏နာမကိုလူမျိုးအစဉ်အဆက်အောက်မေ့ကျော်စောစေသဖြင့်လူမျိုးတို့သည်ကဘာဆက်ဆက်ကိုတော်ကိုချီးမွမ်းကြလာတတ်သည်စာလံခန်းကြီး45နှစ်အခန်းငယ်ဓမ္မ19